အားလုံးမင်္ဂလာပါကိုရီလာတီဗီမှာကြိုဆိုပါရစေအခုတစ်ခေါက်ကျွန်တော်မိတ်ဆက်ပေးမယ့်ဂိမ်းလေးကတော့ဒီ War of Whisper ဆိုတဲ့စစ်တိုက်လေးဂိမ်းလေးပေါ့ဒီ War of Whisper မှာကျွန်တော်တို့အကုန်လုံးကဒါဒီ Emperor ကြီးနေရာကနေစစ်တီးတိုက်လို့မဟုတ်ဘူး Emperor တွေကသူကသူတို့စစ်ဖြစ်မယ်ကိုရီးယားဂျားတွေကနေအဲ့ဘယ် Empire ကနိုင်ရွေး Empire ရှုံးမယ်ဆိုတော့နောက်ပွဲကနေကျိုးကင်နေတဲ့လက်မေးဒီနေရာဆော့တော့ဒီလက်မေးဒီနေရာဆော့မယ်ပြီးလို့ရှိရင်ကိုဘယ်လိုပြောနိုင်စီခြင်းနဲ့ Empire ကိုနိုင်အောင်လို့နောက်ွယ်လေးဖြည်းဖြည်းချင်းကျိုးကင်မယ်ပြီးတော့ရှုံးစီခြင်းတဲ့ကောင်လေးကိုတွန်းချမယ်အဲ့လိုဆော့မှာပေါ့ကဲဘယ်လိုဆော့လဲဆိုတော့ကြည့်လိုက်အောင်ဆော့ပါဆိုလို့ရှိရင်ဒီ player ရှိ၄ခုတည်းကြိုက်တဲ့တရားကိုရွေးပေါ့ရွေးပြီးလို့ရှိရင်အဲ့အကြောင်းနဲ့ပတ်သက်တဲ့ဒီ player agent ပဲခေါ်ပေါ့ agent အယုတ်ကိုယုတ်ကိုယူပြီးလို့ရှိရင်ဒီ main function အကြီးကြီးရဲ့ loyalty token ပေါ့အဲ့ loyalty token 5ခုယူကဲပြီးလို့ရှိရင်ဒီ player ဘုတ်ကိုပြန်ခင်းမယ်ပြီးတော့ဒီ map ကိုကျွန်တော်တို့ populate လုပ်အောင်ပေါ့ populate လုပ်တဲ့အခါမှာဒီမှာမြို့မှာဒီမှာ city နေရာတွေရှိတယ် farm တွေဒီမှာ fort တွေရှိတယ်ပြီးလို့ရှိရင်ဒီမှာဟို banner တွေရှိတယ်အဲ့နေရာတွေကိုကျွန်တော်တို့ကအယုတ်တွေလိုက်ဖြည့်ပေးရမှာပေါ့ကဲဖြည့်လိုက်အောင်ကဲပုံကိုဖြည့်လိုက်ပြီဆိုတော့ဒီလိုပုံစံဖြစ်တော့ပေါ့တခုတော့သတိထားပြီးမှာဒီဘက်က horse emperor ပေါ့ဒီ emperor အဲ့မြင်း emperor ဘက်ကကျတော့သူကအယုတ်တွေဘာမှမရှိဘူးပေါ့နောက်မှဖြည်းဖြည်းချင်းသူက effect တွေနဲ့ထည့်လောက်အောင်ပေါ့ကျန်တဲ့ဟာတော့ဒီတိုင်းပါပဲပြီးလို့ရှိရင် emperor deck တွေ၅ခုကိုသက်သက်စီခွဲ shuffle ထိုးပြီးတော့ဘေးမှာထားရမယ်ပြီးလို့ရှိရင် round marker 1 2 3 4ကိုဒီမှာထားရမယ်ပြီးလို့ရှိရင်ဒီ time marker ပေါ့ time marker လေးကိုဒီ step position မှာထားရမယ်အဲ့ဒါဆိုရင်တော့ဒါ setup ကပြီးပြီပေါ့ဒါ game စဆော်လို့ရပြီကဲ game play လေးဆက်လိုက်အောင်ဟို game စခင်တစ်ခုလုပ်ဖို့ကြံခဲ့တာကဒီ player တွေအားလုံးကသူတို့စီမှာရှိတဲ့ဒီ loyalty token တွေပေါ့ loyalty token တွေကိုအကုန်လုံးမှောက်မယ်မှောက်ပြီးတော့ဟိုကိုယ့်ကို shuffle ထိုးပေါ့ shuffle ထိုးပြီးတော့ဒီအောက်က slot 5ခုမှာသူကချိန်တလို့ random ထားတာပေါ့အဲ့လိုထားပြီးဆိုလို့ရှိရင်ကျန်တဲ့လူတွေကိုစောင့်ကျန်တဲ့လူတွေအားလုံးထားပြီးဆိုတော့ဒါ game စပြီပေါ့ဒီ loyalty token တွေဆက်စချင်းဒီ shuffle ထိုးပြီးတော့ထည့်တဲ့အချိန်ပဲကြည့်လို့မရတာဒါပေမဲ့ကို game စပြီဆိုလို့ရှိရင်တော့အချိန်မျိုးကိုယ့်ကိုပြန်ကြည့်လို့ရတယ်ဟိုမှာဘယ်နေရာပါပေါ့အခုဆိုတာအားလုံးမြင်အောင်ခဏလှန်ထားလိုက်မယ်ဒါဆိုလို့ရှိရင်အခုပုံစံဒီလိုထားရတာဘာလို့အရေးကြီးလဲဆိုတော့ game ဆုံးတဲ့အခါမှာဒီသူဆိုလို့ရှိရင်ဒီ Bell Empire ကတိန်းထားတဲ့မြို့တိုင်းအတွက်ကိုသူကတစ်မြို့ကို4မှတ်စီရမယ်ဒီမြင်း Empire အတွက်ဆိုလို့ရှိရင်သူကတစ်မြို့ကို3မှတ်စီရမယ်ဒီကောင်ချင်းသေးဆိုလို့ရှိရင်တော့2မှတ်ဒီမှာ eagle ဒီတိန်းငှက်ဆိုလို့ရှိရင်တော့1မှတ်မရဘူးပေါ့ဒီဟိုဟာဆိုလို့ရှိရင်စင်ဆိုလို့ရှိရင်သူကတိန်းစင်ကတိန်းထားတဲ့မြို့တိုင်းအတွက်ကိုသူက1မှတ်စီပြန် short ခံရမယ်ပေါ့သူအဲ့လိုမျိုးဒီဟာတွေကထားပြီးလို့ရှိရင်ဟိုလဲခွင့်ဟိုဘယ်လိုပြောနေရာပြန်ချင်းခွင့်မရှိဘူးနောက် gain နဲ့စော့နေနေမှာချင်းလို့ရတယ်ကိုသူများမသိအောင်ချင်းလို့မရဘူးပေါ့ကဲ gain လေးစလိုက်အောင်ဒီ gain ကကြတော့စဆော့ပြီးလို့ရှိရင် round စပြီးဆို phase က4ခုရှိတယ်ပထမဆုံး phase ကကြတော့ဒါ retreat and deploy agent ပေါ့အဲ့ဒါကိုဒီ time marker လေးရွှေ့မယ်ပြီးလို့ရှိရင်ဒီ first player marker ရတာတဲ့လူကနေစပြီးတော့ဒီလိုလွတ်နေတဲ့council space မှာတရုပ်စီလိုက်ချပေါ့ဟိုကိုကြိုက်တဲ့နေရာကိုချပေါ့ deploy agent phase မှာကျတော့ player တယောက်ချင်းစီကတစ်လဲကို2ရုပ်စီချခွင့်ရှိတယ်အဲ့လို2ရုပ်စီချပြီးလို့ရှိရင်ဒါ phase 2သွားမယ်ပေါ့ phase 2ကကျတော့ဒီ council တွေရဲ့ action တွေကိုလုပ်အောင်ပေါ့အခုဆိုလို့ရှိရင်ဒါဒီမြင်းချောင်းတိုင်းတော့အဝိုင်းကိုပတ်သွားအောင်အခုဆိုရင်ဒါ Bell Empire စမယ်အဲ့လိုမျိုး action တွေကိုရှင်းတဲ့အခါမှာတခုတတိထားမှာဒီ game မှာဥပမာဒီနေရာမှာအယုတ်ရှိတယ်ဆိုလို့ရှိရင်အဲ့အယုတ်မှာရှိတဲ့နေရာရဲ့အောက်က action တွေကိုရှင်းရမယ်အဲ့ action တွေကဘာလဲဆိုတော့ပြီးမှတစ်ခုချင်းစီပြောပြမယ်ဒီမှာအယုတ်ရှိခဲ့လို့ရှိရင်ဒီဟာကိုရှင်းရမယ်ပြီးလို့ရှိရင်နောက်တစ်ယောက်အတွက်ဒီ action ရှင်းဖို့တကယ်လို့အဲ့ action space ကလွတ်နေတယ်ဆိုလို့ရှိရင်အဲ့လွတ်နေတဲ့ action space ရဲ့နောက်တစ်နေရာလူကဒီ action space ရဲ့ဟာကိုသူကလောက်ခွင့်ရှိတယ်အဲ့တော့နောက်ဆုံးရောက်လေသူကအရှိရ action လူမရှိဘူးဆိုပြများသုံးလို့ရတယ်ပေါ့အခုဆိုလို့ရှိရင်ဒီ action အတွက်ကဒီမီကိုရောင် player သုံးမယ်ဒီဟာအတွက်ကဒီအဖြူရောင် player သုံးမယ်ဒီကလူမရှိဘူးအဲ့တော့နောက်တစ်ယောက်ကဒီလိမ်မော်ရောင် player ကဒီ action ကိုဒီ action တစ်ခုကိုသူသုံးအောင်တော့ဒီ action တစ်ခုကိုသုံးမယ်ပြီးလို့ရှိရင်သူအလှည့်ရောက်လို့ဒီနေရာရောက်လို့ရှိရင်လည်းသူအလှည့်ပြန်ရောက်တယ်ဒီ action သုံးမယ်အဲ့ဒါပြီးသွားပြီဆိုမှနောက် empire တစ်ခုစီရောက်မယ်နောက် empire လည်းထုံးစံနိုင်မယ်မီကိုရောင်ကဒီနေရာမှာလူမရှိတဲ့အတွက်ဒီ action ကိုသုံးဝင်ရမယ်ပြီးလို့ရှိရင်ဒီတယောက်ခဲအောင်တယောက်စီရောက်မယ်ပြီးလို့ရှိရင်
ဒီလိုမျိုးနောက်ဆုံး space နေရာကလွတ်နေတယ်ဆိုလို့ရှိရင်တော့အဲ့နေရာကဘယ်သူမှသုံးဝင်မရှိဘူးပေါ့တကယ်လို့အဲ့နေရာကနောက်မှလူမရှိဘူးဆိုလို့ရှိရင်တော့ဒါဒီနေရာဒီတစ်လဲမှာမသုံးလိုက်ရဘူးပေါ့နောက် empire တစ်ခုစီရောက်သွားမယ်ဒါကကြတော့ဒီ empire ရဲ့ action phase ပေါ့ council seat ရဲ့ possible action တွေရဲ့တစ်ခုကတော့ပထမတစ်ခုကတော့ဒါလူထည့်တာပေါ့ဒီ banner လေးနဲ့သူတို့ဒီဟိုပါပေါ့အချို့နေရာကြီးဆိုလို့ရှိရင်တော့ banner ပဲပြတယ်ဒီနေရာဆိုဒါဆိုလို့ရှိရင်တော့ဒီ empire တိန်းထားတဲ့စီကလေတစ်ခွက်ချင်းစီတော့ကိုသူကလူတစ်ယောက်ထည့်နေရတယ်အခုဆိုရင်ဒီမှာဒီနေရာမှာလေတစ်ခွက်ရှိတယ်အဲ့တော့ဒီ banner တယောက်ကိုကြိုက်တဲ့နေရာမှာထည့်လို့ရတယ်ဒီ empire တိန်းထားတဲ့နေရာဒီ city ရှိမှာမဟုတ်ဘူးလေရှိမှာမဟုတ်ဘူးကြိုက်တဲ့အလွတ်နေရာမှာထည့်လို့ရတယ်ဥဆိုတာတနေရာမှာထည့်လိုက်ပြီးတော့ဒီနေရာကြီးဆိုလို့ရှိရင်ဒါဒီခံတက်ရှိတဲ့နေရာတွေခံတက်ရှိတဲ့နေရာတစ်ခုချင်းစီတော့ကိုသူက banner ခံတက်တစ်ခုကိုလူတစ်ယောက်ထည့်ပေါ့အဲဒါဆိုခံတက်ကဒီမှာ3ခုရှိတယ်ဆိုတော့လူ3ယောက်ထည့်ပေါ့ဒီအားကြီးဆိုလို့ရှိရင်တော့ဘာမှကြည့်စရာမလိုဘူးလူ2ယောက်အလကားထည့်လို့ရတယ်နောက်ထပ် action တစ်ခုကကျတော့ဒါသူတို့ရဲ့ဒီ emperor ရဲ့ action card ဆွဲတာပေါ့အခုဆိုလို့ရှိရင်ဒီနေရာမှာဆိုလို့ရှိရင်သူကလေ2ကွက်ရှိရဲ့ဟိုသူတိန်းထားတဲ့စီကလေ2ကွက်ရှိလို့ရှိရင်သူက emperor card ဒီလို action card တကဆွဲပြီးတော့တိန်းတာပေါ့တကယ်လို့ကိုဒီနေရာတစ်ခုကကိုမရတာဘူးကိုစီမှာ layer တစ်ခုပဲရှိတယ်ဆိုလို့ရှိရင်တော့ဒီ action လုပ်လို့မရဘူးနောက် action ကြော်သွားပေါ့ကဲ3မြောက် action ကျတော့ဒါ attack ပေါ့ဒီဓာတ်ပုံစံလေးပါလို့ရှိရင်ဒါ attack ပဲအဲ့တော့အခုဆိုလို့ရှိရင်ဒီ action ရွေးထားတဲ့လူကအဖြူရောင်ကသူကဒီဘဲ empire ကိုသူက control attack လုပ်အောင်ပေါ့ attack လုပ်တဲ့အခါမှာသူကဒီ region တစ်ခုကိုရွေးပြီးလို့ရှိရင်အဲ့ region တစ်ခုမှာရှိတဲ့စစ်သားကိုကြိတ်တလောက်ကိုထုတ်ပြီးတော့အဲ့ဆက်နေတဲ့အခြားလူစီကိုတော့တိုက်ရအောင်ပေါ့အဲ့ attack action ကကိုနေရာကိုရွှေ့ဖို့လုံးဝသုံးလို့မရဘူးကိုနေထဲမှာပဲရွှေ့လို့မရတော့ attack သူများနေကိုတော့တိုက်ကိုတိုက်မှရမယ်ဒီ game မှာကျတော့ combat ကရှင်းတယ်သူကလာတိုက်ပြီဆိုလို့ရှိရင်ကိုကဒီအဲ့နေမှာဒီလိုခံတက်ရှိတယ်ပဲထားပေါ့ခံတက်ရှိလို့ရှိရင်လာတိုက်တဲ့လူတွေကလာတိုက်တဲ့လူတွေရဲ့ unit တစ်ခုက auto သေသွားမယ်ပြီးလို့ရှိရင်ကျန်တဲ့ unit ကတခုကိုတရုတ်စီ11စားသွားမယ်ပေါ့ကဲအခုလို့ဆိုလို့ရှိရင်ဒါဒီနေရာကိုဘဲ empire ကလာတိုက်တယ်ဒါပေမဲ့ဟိုဒီဘက်ကလူသားကုံရတယ်အဲ့နေကိုမသိမ့်လိုက်နိုင်ဘူးပေါ့ဒီမှာရှိတဲ့ location ဒီနေရာရဲ့ဒါကတော့ဒီတိတ်ညက် empire ရဲ့ original ပိုင်တဲ့နေရာပေါ့တကယ်လို့ဒါဒီလိုမျိုးလာတိုက်တယ်ပေါ့ဒီလိုမျိုးလာတိုက်တဲ့အခါမှာဒီဘက်ကအယုတ်တရုတ်ကဒီ fortress ကြောင်းလို့သေသွားမယ်ဒီနှစ်ရုပ်ကဒီနှစ်ရုပ်နဲ့တူတူသေသွားမယ်အဲ့ဒါဆိုလို့ရှိရင်ဒီနေရာကဘယ် empire ကပိုင်သွားပြီဘာဖြစ်လို့ဆိုတော့သူတရုတ်ချန်တယ်ဆိုလို့ရှိရင်အဲ့နေရာကိုသူက control လုပ်လိုက်ပြီအဲ့လိုအချိန်မှာနောက်ထပ်ဒီတိတ်ငယ် empire ကသူအလဲမှာဒီအယုတ်ရွှေတွေပေါ့အယုတ်ရွှေဆိုရင်ဒီ fortress နဲ့တရုတ်သေသွားအောင်မယ်ပြီးတော့ဒီလိုနေရာမှာတရုတ်သေသွားမယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီနေရာကိုဒီတိတ်ငယ် empire ကပြန်ပြီးတော့ control လုပ်သွားပြီပေါ့ကွန်ဘတ်ကတော့ရှင်းလေးပဲတော့11စားသွားရုံပဲပေါ့တကယ်လို့စစ်တိုက်တဲ့အခါမှာကိုဒီနေရာကိုရဲ့ original နေမဟုတ်ဘူးဆိုလို့ရှိရင်เนาะဟိုသွားတိုက်လို့ရှိရင်အနည်းဆုံးအယုတ်တရုတ်တော့ခြံထားခဲ့ရမယ်အခုဆိုရင်ဒီနေရာကိုလာတိုက်မယ်ပေါ့ဒီနေရာကိုလာတိုက်ရင်3ရုပ်စလုံးယူသွားလို့မရဘူးအနည်းဆုံး1ရုပ်တော့ခြံထားခဲ့ရမယ်အခုဆိုရင်ဒီလိုသွားတိုက်မယ်တိုက်တဲ့နေရာမှာဒီလိုမျိုး CD ရှိရဆိုလို့ရှိရင် ICD ကိုသူကထိန်းလိုက်ပြီပေါ့ဒါဆိုရင်ဒီ CD တခုကဒီ Bell Empire ကတိမ့်လိုက်နိုင်တယ်ပေါ့အဲဆို engage ကြလို့ရှိရင်သူက engage ကိုဒီ CD ကိုတိမ့်ထားနိုင်လို့ရှိရင်သူကအဲအမှတ်ရမယ်ပေါ့၄ခုမြောက် action ရဲ့ကျတော့နည်းနည်းတော့ရှုပ်တယ်သူကကျတော့ဒီ action ရဲ့နောက်ဆုံးကောင်းဟို agent swap action ပေါ့ဒီဟာကိုသုံးတယ်ဆိုလို့ရှိရင်ဒီဟာကိုသုံးပြီဆိုလို့ရှိရင်ဒီ agent ကအဲ့ကောင်ဆယ်မှာရှိတဲ့အခြားတယောက်ရဲ့ agent နေရာကိုသူကချက်ချင်းဝင်ယူလိုက်တာပေါ့အခုဆိုလို့ရှိရင်သူကဒီမှာတယောက်ပဲရှိတော့သူ့နေရာကိုဝင်ယူလိုက်မယ်အဲ့ဒီအယုတ်ကိုဒါအဲ့ပိုင်ရှင်ကိုပြန်ပေးလိုက်ပေါ့ပြီးလို့ရှိရင်ဒီအောက်က action နှစ်ခုကိုချက်ချင်းလုပ်ပေါ့ပြီးလို့ရှိရင်တော့ဒီတိုင်းမာကာကိုတော့မရွှေ့ရဘူးတိုင်းမာကာထုံးစံနိုင်မယ်သူ့ action ပြီးပြီဆိုတာနဲ့နောက်ထပ်တစ်ခုစီဆက်ရွှေ့သွားမယ်နောက်တစ်လဲကြလို့ရှိရင်အခြား player တယောက်ကအဲ့နေရာကိုယူချင်းယူလို့ရတယ်ယူပြီးတော့သူ့ကိုပြန်လုပ်ချင်လဲလုပ်လို့ရတယ်ဒီ council action တွေနဲ့ပတ်သက်ပြီးတော့မရှင်းလင်းတာရှိလို့ရှိရင်သူကဒီ rule ထဲမှာလည်းသူကဒီလိုမျိုးတစ်ခုချင်းတေချာရေးပြတာပေါ့ဒါပေမဲ့အဲ့ဒီဟာတွေကတော့တိတ်တော့မရှုပ်ပါဘူးသူက sample ကြည့်လိုက်တာနဲ့သူကဘယ်ဟာညှိုးနေဆိုတော့သဘောပေါက်မှာပါ
အဲ့လိုနဲ့တိုင်းမှာကမြေပုံတစ်ပတ်ကိုပတ်လာမယ်ပတ်လာပြီးတော့ဒီနေရာရောက်ပြီဆိုတော့လည်းဒါ Emperor action ပြီးပါပြီ Emperor action ပြီးရင် supply စစ်ရမယ်ဒီနေရာမှာ supply ပေါ့ supply စစ်မယ်ဆိုလို့ရှိရင် region တွေကိုယင်ချက် region တွေမှာစစ်သားရှိတဲ့ region တွေမှာသူကဒီလိုမျိုး farm နေရှိနေပေါ့ region တစ်ခုမှာသူကစစ်သားက4ယောက်ထက်ပိုထားလို့မရဘူးအခုဆိုလို့ရှိရင်ဒီအဝါရောင်ကစစ်သားက9ယောက်ဖြစ်နေတော့တရုတ်ကပြတ်သွားမယ်တကယ်လို့ကိုထားတဲ့ region မှာဒီလိုမျိုး farm ရှိရဆိုလို့ရှိရင်စစ်သားရုပ်6ရုပ်ထိထားလို့ရတယ်ကိုဆိုလို့ရှိရင်ဒီမှာကျတော့9ရုပ်ပဲရှိတော့ safe ဖြစ်တယ်ကဲဒီမှာဒီနေရာမှာကြည့်ဒီနေရာမှာဆိုလို့ရှိရင်သူက farm တော့ရှိတယ်ဒါပေမဲ့အရုပ်က9ရုပ်ဖြစ်နေတယ်အဲ့တော့တရုပ်တော့ဖယ်ရမယ်သူ limit က farm ရှိရင်6ရုပ် farm မရှိဘူးဆိုရင်နေတင်နေမှာ4ရုပ်ပဲထားဝင်ရှိတယ်ပြီးလို့ရှိရင် round တစ်ခုအမ်းမယ်ဒါဆိုရင်ဒါ round အမ်းပါပြီ round 1ပြီးပါပြီလို့ရှိရင်ဆက်တော့မယ်ဒီဟာကျတော့နောက်ထပ် phase တစ်ခုရောဒါ discuss ပေါ့ကိုယ့်လက်ထဲမှာ game စော်နေရင်ဒီလိုမျိုး action card တွေရလာမယ် action card တွေရလာတဲ့အချိန်မှာအဲ့ phase ရောက်ပြီဆိုလို့ရှိရင်လက်ထဲမှာ9ကပ်ပဲထားမှရှိတယ်အဲ့တော့ကိုယ့်လက်ထဲကကိုမကြိုက်တဲ့တကပ်ကိုဖယ်လိုက်ပေါ့ဖယ်ပြီးတော့လက်ထဲမှာ9ကပ်ထားပြီးလို့ရှိရင်ဒီတိုင်းပဲဆက်သွားနောက်ထပ် phase 4ပေါ့ phase 4ကကျတော့ဒါ option တွေပေါ့ player တွေကလှုပ်ချင်လဲရတယ်မလှုပ်ချင်လဲရတယ်အဲ့ဒါကြတော့ဗာလဲဆိုတော့ဒီ loyalty token တွေကနှစ်ခုကိုနေရာချိန်တာပေါ့ကိုမဘောကိုကဒီမှာဒီကိုထင်နားတဲ့ဒီဘဲကတိတ်အခြေအနေမကောင်းဘူးမှာဒီတိတ်ငက်ကအခြေအနေကောင်းတယ်ဆိုလို့ရှိရင်အဲ့ allegiance ကိုအဲ့ phase 4မှာ swap လုပ်ရတယ်ဒါပေမဲ့တခုတော့ရှိတယ် swap ပြီးလို့ရှိရင်တော့အဲ့နှစ်ခုကိုအမြဲတမ်းဖွင့်ထားရတော့မယ်ပေါ့အဲဆိုအခြားလူတွေကဒီသူဘယ်ဟာကိုလောင်းကြီးထပ်ထားတယ်ဆိုတော့သူကမြင်အောင်ပါပေါ့နောက်ထပ် face ကြီးကြလို့ရှိရင်လည်းဒီ player ကသူစီမှာရှိတဲ့ဒီမဖွင့်ရသေးတဲ့ token တွေကိုလဲလို့ရတယ်ဒါလဲပြီးရင်တော့ဖွင့်လိုက်တော့ပေါ့သူကဒီလိုဖွင့်လိုက်ပြီဆိုလို့ရှိရင်တော့ဒါလုံးဝပြန်လဲခွင့်မရှိတော့ဘူးဘာဖြစ်လို့ဆိုတော့သူကဒီ blue မှာ state လောက်ထားတဲ့အတိုင်းဆိုလို့ရှိရင်သူဟိုမဖွင့်ရသေးတဲ့ token ကိုလည်းသူကနေရာလဲခွင့်ရှိတယ်ဖွင့်ထားပြီးသားဆိုရင်တော့လဲခွင့်မရှိဘူးအဲ့တော့choose your allegiance carefully ပေါ့ဒီကောင်လေးကကျတော့ game ဆော်နေရလာမဲ့ action card တွေပေါ့အဲ့ action card တွေကကျတော့ရတဲ့အချိန်ကိုအလှည့်တွင်ဒါမှမဟုတ်လို့ရှိရင်ကိုကြိုက်တဲ့ချိန်ထားသုံးလို့ရတယ်ပေါ့သုံးမယ်ဆိုလို့ရှိရင်ဒီ card တွေမှာရှိတဲ့ဒီ symbol တွေကိုကြည့်ပေါ့ကိုဆိုလို့ရှိရင်ကျွန်တော်ဒီ action card ကိုသုံးမယ်ဆိုလို့ရှိရင်ဒီ card ထဲနဲ့သုံးလိုက်လို့ရတယ်ကိစ္စမရှိဘူးဒီ card ထဲနဲ့သုံးပြီးတော့ဒီ action effect ကိုသုံးပေါ့အဲ့သုံးတဲ့အခါမှာကိုဆိုလို့ရှိရင်ဒါ time marker ကချင်းသေးစီရောက်နေပေါ့ချင်းသေး empire ပေါ့ဒီချင်းသေး empire ရောက်နေချိန်မှာသူကဒီကတ်ကိုတုံးနေဆိုလို့ရှိရင်ဒီအပေါ်ကကတ် effect ကိုဖတ်ပြီးတော့အဲ့ဒီကတ် effect တိုင်းဒီချင်းသေး empire မှာတခုလောက်ပေါ့တကယ်လို့သူ့မှာနောက်ထပ်ပုံစံတူနောက်ထပ်တကတ်ရှိတယ်ဆိုလို့ရှိရင်ဒီအပေါ်ကကတ်တယ်မဟုတ်ဘူးအောက်အပေါ်ကကတ်တုံးကျင်လဲရတယ်ဒီအောက်ကဟာမှာတုံးကျင်သုံးလို့ရတယ်ပေါ့ဒီအောက်ကဟာတုံးမယ်ဆိုလို့ရှိရင်နောက်ထပ်တကတ်နဲ့တူတူတွဲပြီးတော့ discuss ပိုင်းနဲ့ထည့်ပြီးတော့အောက်က effect ကိုသုံးပေါ့ပြီးလို့ရှိရင်အောက်ဆုံးတစ်ခုတွေကကျတော့လူမျိုးမတူတဲ့ symbol တွေတောင်းတယ်ပေါ့အဲ့လိုဆိုလို့ရှိရင်ဥပမာပေါ့ဒီအောက်ဆုံး effect သုံးနေတယ်ဆိုလို့ရှိရင်နောက်ထပ်ဒီတူတဲ့ cut ကိုရှာကိုရှိတယ်ဆိုလို့ရှိရင်အဲ့ cut နဲ့ဒီ cut နဲ့တွဲပြီးတော့ discuss ပိုင်းတွေကိုပြပြီးလို့ရှိရင်ဒီအောက်က effect ကိုသုံးပေါ့ကိုဆိုလို့ရင်အောက်ဆုံး effect သုံးနေပဲထားပေါ့အောက်ဆုံး effect သုံးတယ်ကိုကချင်းသေး empire လှည့်အဲ့တော့ချိန်တဲ့ region တစ်ခုမှာ effect ထည့်လိုက်ပေါ့ဒါကြတော့ effect ပြီးတော့3မီတာနဲ့ discuss ပိုင်းတွေကိုပြစ်လိုက်ပေါ့အဲ့လိုနဲ့ player တွေကဆော့သွားမယ်ပေါ့ဆော့သွားပြီးတော့ဒီ round 4ခုပြီးသွားပြီဆိုလို့ရှိရင်ဒါ end game ဖြစ်သွားပြီ end game ဖြစ်သွားပြီဆိုတာ ਨੇ သူတို့စီမှာရှိတဲ့ဒီ loyalty token တွေကိုဖွင့်လိုက်တော့ပေါ့ဖွင့်လိုက်မယ်ပြီးလို့ရှိရင်မြေပုံမှာရှိတဲ့ဒီ empire တစ်ခုချင်းစီကသူတို့ control ထားတဲ့မြို့တွေကို like ကောက်မယ်ပေါ့ပြီးလို့ရှိရင်အမှတ်တွက်မယ်ပေါ့ကိုဆိုလို့ရှိရင်သူကဒီ Bell Empire ကမြို့တစ်ခု controller ဆိုရင်သူက4မှတ်ရမယ်။တိမ်ငက်ကတစ်မြို့ဆိုရင်သူက3မှတ်ရမယ်။3နဲ့မြောက်မှာပေါ့။တစ်မြို့ကို3မှတ်ဥပမာ2မြို့ဒါဆို6မှတ်ရမှာပေါ့။ကိုဆိုရင်ဒါဆိုမြင်းဆိုလို့ရှိရင်တစ်မြို့ချင်းစီတော့ကိုသူက2နဲ့မြောက်မယ်ပေါ့။ဒါဆိုရင်ဘယ်လောက်မှမမြောက်ဘူး။တစ်မြို့ကိုဘာမှမရဘူးပေါ့။ဒီကောင်ဆိုလို့ရှိရင်တော့တစ်မြို့ချင်းစီအဲ့သူတိမ်ထားတဲ့မြို့တစ်မြို့ချင်းစီတော့ကိုတစ်မှတ်စီပြန်လျှော့မယ်ပေါ့။အဲ့လိုနဲ့အမှတ်တွက်သွားမယ်။ပြီးလို့ရှိရင်အဲ့ဒါမှအမှတ်အများဆုံးက player နိုင်ပါပေါ့ခုဆိုရင်တော့ဒီ War of Whisper base game ကိုဆော့တော့ပေါ့
ကဲအခုဆိုလို့ရှိရင်တော့ bonus အနေနဲ့ဒီ War of Whisper expansion of influence ဆိုတဲ့ expansion ကိုကျွန်တော်တစ်ခါလေးသင်ပြပါမယ်ဒီကောင်ကတော့ပြောရရင် base game လို့မျိုးအကြီးကြီးတော့မဟုတ်ဘူးသူက module တိတိလေးပေါင်းလာတဲ့ expansion ပုံစံမျိုးပေါ့ဒါပေမဲ့ module တိတိလေးဆိုပေမဲ့သူက fifth player expansion တို့ဒီဒီပုံပုံအသေးကြီးပါလာတာတို့အဲ့လိုမျိုးတွေပေါ့ကဲကျွန်တော်ပါလေးကြည့်ပြီးတော့ကျွန်တော်တရား module တွေဘယ်လို play လဲဆိုတော့တစ်ခါလေးရှင်းပြလိုက်ကဲစလိုက်အောင်ဒီကောင်လေးကကျတော့ဒါ conquest cat mini expansion ပေါ့ဒီ mini expansion ကကျတော့ဒီ symbol တွေရှိတဲ့သူ့ deck တွေပေါ့ဒီမှာဟိုသူ့ deck တိုင်းကိုထည့်ပြီးတော့ shuffle လုပ်ထားမယ်ပြီးတော့ player တွေကဒီသူတို့ action council action တွေနဲ့ cut ဆွဲတဲ့အခါမှာဒီလို cut တွေပါလာတယ်ပေါ့ဒီလို cut တွေပါလာလို့ရှိရင်အဲ့ cut ကိုအားလုံးမြင်အောင်ဖွင့်ပြမယ်ဖွင့်ပြပြီးတာ ਨੇ ဒီ effect နှစ်ခုတည်းကကြိုက်တဲ့တစ်ခုကိုရွေးပြီးတော့လုပ်ရမယ်လုပ်ပြီးတော့အဲ့ cut ကိုဖယ်ထားလိုက်ပေါ့ဒါကြတော့ဟို game ရဲ့ event တွေတိုးလာတာပေါ့ action cut နေရာမှာတော့ event တွေထွက်လာမယ်အဲ့ event တိုင်းလုပ်ရမယ်ပေါ့ဒီကောင်ကျတော့ဒါ treasure cut mini expansion ပေါ့ mini expansion ဒီကောင်ကျတော့ဟို wide cut အနေနဲ့သုံးလို့ရတယ်ပေါ့ဒီ cut တွေမှာတော့ symbol က9ခုလုံးပါတယ်ဆိုတော့ဥပမာပေါ့ဒီ cut ကိုသုံးနေတယ်ဒီ cut ရဲ့အောက်ဆုံးဟာသုံးနေတယ်ဆိုလို့ရှိရင်ဒီ treasure cut တစ် cut နဲ့တွဲပြီးတော့သုံးလိုက်လို့ရတယ်ဒီမြင်း cut ရှိနေကြမလို့ဒီ cut ရှိတာနဲ့တွဲသုံးလို့ရတယ်ပေါ့ဒီကောင်ကျတော့ expansion of influence မှာပါလာတဲ့ပထမဦးဆုံး module ပေါ့ fifth player expansion ဟိုပထမ game ကိုဆော့ကြပြီးတော့လူတွေက4ယောက်ပဲဆော့လို့ရတယ်5ယောက်ဆိုကောင်းမယ်အဲ့ဒါကိုသူတို့ကနားထောင်ပြီးတော့ဒီ9ယောက်မြောက် expansion ထည့်ပေးတယ်ဒီမှာဆိုလို့ရှိရင်ဒီ Sparrow Underground ဆိုတဲ့ player ရှိနေသူ agent တွေပါလာမှာပေါ့ player ကောင်း9ယောက်ထိဆော့လို့ရပါတယ်ဒီ expansion မှာတော့ဒါ rarity တွေကို random လုပ်တဲ့အခါမှာတော့ပို့ပြီးတော့တည်တတ်သွားအောင်လို့ဒီ rarity card တွေထည့်ပေးလိုက်တယ်ပေါ့ rarity card တွေဘယ်လိုလုပ်လဲဆိုတော့ player တွေကဆက်စချင်းမှာဒီ1 to 10နံပါတ်10ခုတည်းတစ်ခုကိုရွေးပေါ့ရွေးပြီးလို့ရှိရင်အဲ့ထဲကနံပါတ်တစ်ခုကိုရွေးလို့ရှိရင်အဲ့ဆက်ကိုဥပမာနံပါတ်3ကိုရွေးတယ်ဆိုရင်နံပါတ်3ကိုဝယ်သုံးအောင်ပဲပေါ့အဲ့ဒါဆိုလို့ရှိရင် player တွေအကုန်လုံး shuffle ထိုးပြီးတော့ဒီ card တစ်ကစီဝေးပြီးလိုက်ကိုနံပါတ်3ဝယ်ရွေးရပဲထားပေါ့နံပါတ်3ဆိုလို့ရှိရင်ကိုဆိုရင်ဒီမှာဒီကနံပါတ်3နဲ့ဒီကနံပါတ်3နဲ့မတူဘူးဒီမှာဆိုလို့ရှိရင်နံပါတ်3ကမတူဘူးသူကအဲ့လိုမျိုးပေါ့ပို့ပြီးတော့ random chance ပိုများသွားတာပေါ့နှမို့ဆိုလို့ရှိရင်ပုံမှန်တိုင်း random ထိုးလို့ရှိရင်နံပါတ်1တစ်ခုတည်းကိုပဲဟို2ယောက်3ယောက်ထပ်နေတာတော့အဲ့လိုမျိုးဖြစ်တတ်တယ်လို့ကြာရင်တော့နည်း game ကဆော့လို့မကောင်းဘူးပေါ့ဒီကတ်လေးတွေပါတော့ပိုဆော့လို့ကောင်းသွားတာပေါ့ပြီးတာနဲ့ကိုကတ်ရပြီဆိုလို့ရှိရင်ကိုရွေးထားတဲ့နံပါတ်အားလုံးရွေးထားတဲ့နံပါတ်ကိုအဲ့တိုင်းဆင်ပြီးလို့ရှိရင်ဒီကတ်ကို game ပူးလေးပြန်ထည့်လိုက်အောင်ပဲမကြည့်နဲ့ပေါ့အဲဒီကောင်ကကျတော့ဒါ expansion ရဲ့ game map အသစ်ပေါ့ game map အသစ်မှာဒီ red down မှာတော့ Orca clan ဆိုပြီးတော့ဒီ emperor အသစ်တစ်ခုပါလာမယ်ပေါ့6ယောက်မြောက် emperor အသစ်ပေါ့ဒီကပါလာမယ်သူရဲ့ဟို council area တွေပါလာမယ်ပြီးတော့ဒီဘက်မှာကျတော့လည်းဒီ council အသစ်တစ်ခုပါလာတော့ဒါကကျတော့ဒီ empire တွေနဲ့မဆိုင်ဘူးဒါပေမဲ့သူတို့ကကျတော့ဒီသူ့တစ်ခုချင်းစီက effect တွေက powerful ဖြစ်တယ်ပေါ့ game ဘုတ်ကကျတော့ပြောရရင် double side ပေါ့တစ်ဖက်ကကျတော့ဒီလိုမျိုးနေရာတွေမှာ printed ပါပြီးတော့နောက်တစ်ဖက်ကကျတော့လုံးဝမြေပုံက blank ပေါ့ player တွေအကုန်လုံးသူ scenario နဲ့သူဆော့လို့ရတယ်ပေါ့ဟိုမှာဘယ်နေရာမှာဘယ်ကာဆယ်ရှိတယ်ဆိုတော့ကိုယ့်ကို random ချလို့ရတယ်ပေါ့ robot ရဲ့နောက်ဘက်မှာလည်း scenario တွေပါတယ်ပေါ့ဘယ်နေရာမှာဘယ် city ဘယ်နေရာမှာ fan ရှိရပါညာအဲ့လိုမျိုးတွေပေါ့အစုံပါတယ်နောက်ကြလို့ရှိရင်တော့ဒီ fan made မြေပုံတွေထွက်လာမှာပေါ့လောလောဆယ်တော့ဒီ scenario ၄ခုရှိတယ်အဲ၄ခုတိုင်းကိုမြေပုံမှာခင်းပြီးဆော့လို့ရတယ်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီအသစ်ပါလာတဲ့ဒီ clan နဲ့ဒီ guild နေရာတွေကြည့်လိုက်အောင်6ခုမြောက် Orca clan ကျတော့ဒီဘက်မှာတော့ကျွန်းတကျွန်းနဲ့တက်ရှိနေတယ်ပေါ့အဲ့ကျွန်းမှာတော့ဒီလို bounty token တွေရှိမယ်သူတို့ရဲ့ farm တွေဒီ fortress တွေရှိမယ်ပေါ့ပြီးလို့ရှိရင်ဒီဘက်မှာကျတော့သူ့အတွက်ဟို council seat တစ်ခုတက်ရှိမယ်ပေါ့ကျန်တဲ့ council seat နေရာတွေကတော့ခက်ဆင်ဆင်နေပဲဒါပေမဲ့ဒီမှာတစ်ခုတော့တူပြောင်းသွားတာပေါ့ဒီကကျတော့ဗာလဲဆိုတော့သူကဒီ seat ကိုယူတယ်ဆိုလို့ရှိရင်သူကဒီကျန်တဲ့ empire ရဲ့ action cut 5မျိုးရဲ့တိုက်တဲ့တစ်ခုကိုသူကယူပေါ့တိုက်တဲ့တစ်ခုကိုယူကျန်တဲ့ဟာတော့ပုံမှန်တိုင်းပဲပြီးတော့ Orca clan နဲ့ထည့်ဆော့ရဆိုလို့ရှိရင်သူကဒီမှာ raid token လေးရှိတယ်အဲ raid token တွေက gain စားလို့ရှိရင်သူကဒီလိုမျိုးမြေပုံမှာရှိနေမယ်ပေါ့ရှိနေမယ်ဆိုလို့ရှိရင်သူကဒီ Orca clan နေရာတွေမှာလည်းသူကဒီလိုမျိုးရှိတယ်ပေါ့ Orca clan ကလူတွေကသူကဒီကုန်း mainland ကို
လိုပြောဝင်တိုက်လို့ရတယ်ပေါ့။ဒီနေရာကလူကဒီမျိုးကိုဝင်သိမ်းလို့ရတယ်။ဒီနေရာကလူကလည်းဒီနေရာကိုလာသိမ်းလို့ရတယ်။အဲ့လိုမျိုး attack လုပ်တာ raid token နဲ့ attack လုပ်တာပြီးသွားပြီဆိုလို့ရှိရင်တော့သူကဒီ token ကိုယူပြီးတော့အဲ့ကြိတ်တဲ့နေရာတစ်ခုမှာပြန်ထားလို့ရတယ်။ဥပမာအခြေဆန်းအဲ့နေရာရဲ့အခြေဆန်းမှာထားလဲရတယ်ဒါမှမဟုတ်ဒီဘက်ကလွတ်တဲ့နေရာမှာလာထားလဲရတယ်ဒီ raid token တွေကကျတော့မြေပုံမှာလိုက်ရွှေ့ဒီမှာပေါ့တိုက်ရင်တိုက်တယ်လို့ဒီ raid token နေရာတွေကိုကျတော့ဒီ over clan ကလူတွေကပဲသူတို့ဝင်တိုက်လို့ရတယ်ဒီနေရာမှာရှိတဲ့အခြားဘန်နာနဲ့စစ်သားတွေကဒီပေါ်ဝင်တိုက်လို့မရအောင်ဒီဘက်ကဒါတွေကကျတော့ဒါ guild တွေရဲ့အရှင်ပေါ့ guild တွေရဲ့အရှင်ကကျတော့တစ်ခုချင်းစီကသူ့ရဲ့ unique power တွေရှိတယ်ပေါ့ဥပမာဒီဘက်ကနေစရှင်းမယ်ဒီဘက်ကဒီ ambassador guild ဆိုလို့ရှိရင်ဒီပေါ်မှာရှိတဲ့ peace token ကိုယူပြီးလို့ရှိရင်ကြိုက်တဲ့ location တစ်ခုမှာချပေါ့အဲ့နေရာမှာသူကလုံးဝဘယ်တည်းဖြစ်လို့မရဘူးပေါ့တကယ်လို့ကိုယ့်အလှည့်မှာကိုကချလိုက်တယ်ဒီမှာ peace token မရှိဘူးမြေပုံမှာရှိပြီးသားဆိုလို့ရှိရင်အဲ့ peace token ကိုယူပြီးတော့ကိုကအခြားတစ်နေရာကိုရွှေ့လို့ရတယ်အဲ့ဒါကြောင့်ဒါ ambassador guild ပေါ့နောက်တစ်ခုကျတော့ seafarer guild seafarer guild ကကျတော့ seafarer guild ကိုပထမဆုံးရောက်တဲ့လူကဒီ seaport token နှစ်ခုကိုယူပြီးလို့ရှိရင်ကြိုက်တဲ့နေရာမှာထားလို့ရတယ်ဟိုဒီလိုအပြင်ဆုံးဖြစ်နေမှာမဟုတ်ဘူးဒီအတွင်းကုန်းတွင်းပိုင်းနေရာမှာလည်းထားချင်ထားလို့ရတယ်ပထမဆုံးရောက်တဲ့ဆိုလို့ရှိရင်တော့ token နှစ်ခုချပေါ့ဒုတိယရောက်တဲ့ခါကျလို့ရှိရင်တော့ token နှစ်ခုပဲယူပြီးတော့ကြိုက်တဲ့နေရာကိုချပေါ့အဲ့ရောက်တဲ့နေရာတွေကဒီ seaport ရှိတဲ့နေရာတွေအကုန်လုံးကတော့အခြေစံလို့သတ်မှတ်တယ်ဟိုမှာဒီနေရာစစ်တပ်ကဒီနေရာကိုလာတိုက်ချင်နေရတယ်တော့အဲ့လိုပေါ့အခြေစံလုပ်ပလိုက်တာပေါ့နောက်တစ်ခုကကျတော့ဒါcommander guild ပေါ့ commander guild ကကျတော့ဟိုဒီ token တွေကဒါကျွန်တော်မြင်အောင်လို့ဖွင့်ပြရတာပေါ့ဒါပေမဲ့အကုန်လုံးကပုံမှန်ဒီလိုမျိုးထပ်ထားအောင်ပေါ့ commander guild ကိုရောက်လို့ရှိရင်ဒီ token တစ်ခုကိုယူပြီးလို့ရှိရင်ဒီအခြား function တွေရဲ့ council seat တစ်ခုကြိုက်တဲ့နေရာမှာထားပေါ့ဒီနေရာမှာအလုပ်ထည့်လိုက်အဲ့ဒါဆိုလို့ရှိရင်ဒီ council seat ကိုတယောက်ကလာ activate လုပ်လို့ရှိရင်သူကအရှင်နောက်ထပ်တစ်ခုအပိုထည့်ရတဲ့ပုံစံမျိုးပေါ့ဒီကောင်ဆိုလို့ရှိရင်သူက banner man 4ယောက်ထည့်ရမယ်ဒီကောင်ဆိုလို့ရှိရင်9ယောက်ရမယ်ဒီဟာဆိုလို့ရှိရင်သူကကတ်နှစ်ကတ်ဆွဲရမယ်ပေါ့ဒီဟာဆိုလို့ရှိရင်ဟိုနှစ်ခါစတိုက် attack လုပ်လို့ရတယ်ပေါ့ဒီတစ်ခုကကြောက်တာ bounty hunter guild ပေါ့ bounty hunter guild ကိုရောက်ပြီဆိုလို့ရှိရင်ဒီပုံမှာရှိတဲ့ဒီ bounty token တစ်ခုယူပြီးလို့ရှိရင်ကိုကြိုက်တဲ့ location တစ်ခုမှာချပေါ့ bounty token ရှိတဲ့နေရာကိုတယောက်ကတိမ်သွားလိုက်ဆိုလို့ရှိရင်အဲ့ attack လုပ်နိုင်တဲ့လူကဒီ bounty token ကိုရမယ်ဒီ bounty token ဘာဖြစ်လဲဆိုတော့ game ပြီးသွားလို့ရှိရင်တော့ဒီ bounty token တစ်ခုချင်းစီတော့ကဓမှတ်အပိုထည့်ရတယ်ပေါ့ဒါ bonus point ထပ်ပေးတဲ့ပုံစံမျိုးပေါ့ဒီတစ်ခုကကြတော့အဲ့လိုရောက်ပြီဆိုလို့ရှိရင်တော့ဒီအချင်းကိုလည်းဖြုတ်ရမယ်ပြီးတော့အခြား player တယောက်ကို target ထားပြီးတော့အဲ့အခြား player ရဲ့ agent မှာတော့ game တွေကလုံးဝအပြီးထုတ်လိုက်တာပေါ့ဒီတယောက်နဲ့အဲ့ target လောက်ခံတဲ့ player နဲ့တော့ game တွေကလုံးဝအပြီးထွက်သွားတဲ့ပုံစံမျိုးပေါ့ပြီးတော့နောက်တစ်ခုဒီ scholar guild ပေါ့ scholar guild ကကြတော့ဖြစ်လေဆိုတော့ကို agent တယောက်ကို agent တယောက်ကိုအခြားဘယ်လိုပြောမလဲလွတ်နေတဲ့ council seat တစ်ခုထည့်ပေးလိုက်ရွှေ့ခိုင်းတာပေါ့ guild တွေကတော့ဒါပါပဲဒါပေမဲ့အဲ့ဒီထဲမှာဒီ bounty hunter guild နဲ့ဒီ scholar guild ကကျတော့အဲ့နေရာမှာပဲသူကလူကကြနေလေတော့ promotion တွေရှိလာတယ်ပေါ့ဥပမာဒီမှာဆိုလို့ရှိရင်ဒါ tier 1 bounty token တစ်ခုပဲချပေးရတယ်ဒီကောင်ဆိုလို့ရှိရင်ကို agent ကိုအခြားလွတ်နေတဲ့နေရာပဲရွှေ့လို့ရတယ်တကယ်လို့ကိုအကောင်ကကိုလှည့်ပြီးတဲ့အချိန်မှာမရွှေ့ဘူးဒီမှာပဲဆက်နေတယ်ဆိုလို့ရှိရင်နောက်တစ်လိုက်ကြလို့ရှိရင်သူက tier 2ဖြစ်တော့ဒါလည်းဘယ်လိုပဲဆို tier 2အဲ့အောင်မှနောက်ထပ်3 round ဒီဆက်နေရဆိုလို့ရှိရင်ဒီမှာ bounty token နှစ်ခုတပြိုင်တည်းချလို့ရတယ်ပေါ့တကယ်လို့အဲ့တယောက်ကဒီဒုတိယမြောက် tier 2မှာရင်တော့ဒီအရုပ်ကိုဖယ်ပြီးတော့အခြားတစ်နေရာမှာလောက်တယ်ဆိုလို့ရှိရင်အဲ့နေရာလွတ်သွားရင်ဒီဟာဖယ်ရော tier 1ပြန်စပေါ့ဒီ expansion မှာထပ်ပြောင်းလိုက်တဲ့ scoring အတစ်ခုကကျတော့ဒီ token မှာကျွန်တော်တို့ phase 4ကြလို့ရှိရင်ဒီ allegiance တွေ swap လုပ်ရတယ်မှတ်မိတယ်မလားဒီကောင်လေးဆိုလို့ရှိရင်တစ်ခုကိုပေါ်ပြီးတော့ဟိုဘက်ဒီဘက် swap လုပ်ရတယ် swap လိုက်တယ်ဆိုလို့ရှိရင်တော့ end game ကြလို့ရှိရင်ပုံမှန်တိုင်းပဲဒီတိုင်းအမှတ်တွေတွက်မယ်ပြီးရင်ဒီလိုမျိုးဖွင့်ခဲ့တဲ့ဟာနှစ်ခုပေါ့ဥပမာဒီနှစ်ခုဆိုရင်ဒါဖွင့်ခဲ့တဲ့ဟာနှစ်ခုတော့ကိုတော့တစ်မှတ်စီပြန်လျှော့တယ်ပေါ့ကဲအခုဆိုလို့ရှိရင်တော့ဒီ Water Whisper ရဲ့ဒီ base game နဲ့ဆော်ရတော့ပြီ expansion ကိုလည်းဘယ်လိုလဲဆိုတာသိပါပြီကဲဒီ game နဲ့ပတ်သက်ပြီးတော့ machine learning ရှိလို့ရှိရင်ဒီ room နဲ့ပတ်သက်ပြီးတော့မေးချင်တာပါရရှိရင်အောက်က comment section မှာမေးခဲ့လို့ရပါတယ်
ကဲအဆုံးထိကြည့်ဗီဒီယိုကျေးဇူးတင်ပါတယ်အားလုံး bye bye